လူဘဝကြီးမှာကောင်းအောင်လုပ်ခါမှဆိုးသွားတာတွေရှိတယ်ရှင်းအောင်လုပ်ခါမှရှုပ်သွားတာတွေရှိတယ်ဒါကိုသတိထားသင့်တယ်ဟုတ်လားအဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြောချင်တာလေးဦးဇင်းကောင်းထဲမှာမှတ်ထားတာလေးရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့မြတ်စွာဘုရားလက်ထက်ကပညာယာမဣတရေရတော်မူတဲ့အက္ခသဝကကြီးရှင်သာရိပုတ္တရာသိပါတယ်ဟုတ်လားဒီနေ့တော့သူ့ရဲ့တပည့်တစ်ပါးကအရှင်မြတ်ကြီးကိုဘာလာမေးလဲဆိုတော့အရှင်ဘုရားတဲ့လက်လာဘတွေများအောင်တပည့်တော်ဘယ်လိုလုပ်ရမလဲတဲ့လက်လာဘတွေများအောင်ဘယ်လိုလုပ်ရမလဲတဲ့အဲ့တော့ရှင်သာရိပုတ္တရာကငါရှင်တဲ့လက်လာဘများခြင်းလို့ရှင်ငါနီလန်း၄ခုပေးမယ်တဲ့ပေးတဲ့စိတ်ဝင်စားလားစိတ်ဝင်စားတာပေါ့လက်လာဘလူတိုင်းစိတ်ဝင်စားတော့ဥစဉ်လည်းစိတ်ဝင်စားတာပဲဟုတ်လားလက်လာဘလူတိုင်းစိတ်ဝင်စားတယ်နီလန်းဘယ်နှခုပေးမှလဲတော့၄ခုပေးမယ်တဲ့အဲ့ဒါဘာလဲဆိုတော့မင်းမယူတော့လဲယူတယ်လို့နေကွာတဲ့အဲ့ဒါမင်းလက်ပေါ်လိမ့်မယ်တဲ့အပေတတို့စဉ်းစားနော်ဒီခေတ်ကြီးမှာအများကြီးရှိတယ်နော်ဦးစင်းကတော့အမြတ်ကလေးပဲပြောမှာဟုတ်လားလက်လာဘပေါ်ခြင်းမလုပ်ရမလို့မယူတော့လဲယူတယ်လို့မင်းနေလိုက်တဲ့အဲ့ဒါမင်းလက်လာဘပေါ်လိမ့်မယ်တဲ့ပြီးရင်နည်းနည်းလေးလဲသွေးခွဲပေးရမယ်တဲ့အဲ့ဒါဆိုမင်းလက်လာဘပေါ်လိမ့်မယ်တဲ့ဟုတ်တာပေါ့အဲ့ဒီလူတွေသွေးခွဲသွားရင်သူ့လူကကိုလူဖြစ်လာနိုင်တာပဲလေဟုတ်ရဲ့လားဒါပေတတို့ဉာဏ်ရှိပါတယ်ဟုတ်လားစီးပွားရေးလောကမှာဘလူတွေလောက်ကြတယ်ဆိုတော့သိတယ်မဟုတ်လားအေးလက်လာဘပေါ်ခြင်းပထမမယူတော့လဲယူတဲ့ကဲလို့ဒုတိယဘာတော့ရမလို့သွေးခွဲပေးရမယ်တဲ့ပြီးတော့တတိယမင်းကကြည်သေးလို့အရှက်မရှိမင်းနေထိုင်နိုင်ရမယ်တဲ့ကကြည်သေးလို့တော့သုံးထားနော်စာတွေကဟုတ်လားအေးစတုထကြတော့ဘာပြောလို့ဆိုတော့ဖယူဖျဲကျဲသောစကားကိုမင်းပြောရရမယ်တဲ့စာတွေကတော့အဲ့လိုရေးထားတာဥစဉ်သဘောပေါက်တာတော့တောင်ရောက်မြောက်ရောက်အခြေမရှိအမြင့်မရှိစကားပြောခြင်းရတယ်ရန်တန်လျှောက်ပြောတာပေါ့ဗျာဟုတ်တာတွေရောမဟုတ်တာတွေရောရောက်မိရောက်ရပြောချလိုက်တာပဲဟုတ်လားသူကြိုက်ရင်ပြီးရောလေဟုတ်လားစာတွေကတော့ဖယိုဖယဲကျဲသောစကားတဲ့သူကတောင်ပိုးပုံပေါ်တယ်နော်တချို့လူတွေပြောတဲ့စကားတကယ်ဖယိုဖယဲဖွာသလန်ကျဲနေတာပဲဟုတ်ရဲ့လားအေးအဲ့ဒီနီးလေးနီးကိုမင်းသုံးနိုင်ရင်မင်းလက်လာပါပေါ်လိမ့်မယ်တဲ့အဲ့တော့ကိုတော်မြတ်ကဒီနီးနဲ့ဆိုရင်တော့တပည့်တော်ရှားပေါ်မှာမျက်ပေါက်ခြင်းပေါက်ပါစီမရခြင်းတော့ဘူးတဲ့အဲ့ဒီစကားကမြတ်စွာဘုရားနားကိုပေါက်ကြတယ်ဗျပေါက်ကြတော့အဲ့ဒီမှာမြတ်စွာဘုရားကတခုသောဘဝတုန်းကငါဘုရားအလောင်းတိတာပမောက္ခဆရာကြီးဖြစ်တုန်းကလည်းပဲတပည့်တယောက်ကအဲ့ဒါလိုမေးလို့ပြောဘူးတယ်ဆိုပြီးတော့ဇတ်တော်လေးတပုတ်ဟောပါတယ်ပုံစံဒူလေးပါပဲဟုတ်လားနော်မယူတော့လေယူတကယ်သူနော်ပြီးတော့နည်းနည်းလေးသွေးခွဲပေးရမယ်ဂုံစကားပြောရမယ်ပေါ့နော်ပြီးတော့ကကြည်တယ်လို့အရှက်မဲ့ရမယ်ပြီးတော့ဗါတဲ့တော့အေးဖယူဖရဲကျေသောစကားကိုပြောရရမယ်အဲ့ဒီတော့တချို့သောပေါ်များခြင်းတွေဆိုတာအဲ့ဒီအခြေခံအကြောင်းတရားတွေနဲ့တိဆောက်ထားတာဘာမှမမောစရာမရှိဘူးအဲ့ဒီတော့အခြေခံကြတာလေးဦးဇင်းစဉ်းစားမိတာလေးတွေကိုဦးဇင်းကပြောနေတာဩကိုယ့်ဘဝဒီလိုလဲဖြစ်နေတာပါပဲလို့ရောင်ရဲတဲ့စိတ်တက်ကလေးဟာအသက်မွေးဝမ်းကြောင်းမှုရှင်ကျေဖို့အတွက်အများကြီးအထောက်အကူပြုမယ်လို့ထင်တယ်ဟုတ်လားဒီလိုလည်းပဲနေရနေတာပဲဘာဖြစ်နေလို့လဲတခါတလေဘာမှမဖြစ်ဘဲနဲ့စိတ်ကဖြစ်နေတာဟုတ်လားတကယ်ကဘာမှမဖြစ်ဘူးသူဖြစ်နေတာအဲ့ဒါကိုဦးဇင်းတို့ကျမ်းဂန်တွေကတော့လျှက်ပေါ်လော်လီသောပေါ့အားမရနိုင်ဘူးမတင်းတိမ်နိုင်ဘူးကိုယ်ကလည်းရခြင်းဒီကလည်းရခြင်းသူ့မဖြစ်နေတာအဲ့ဒီမှာရခြင်းလုံးအားကြီးတော့အသက်မွေးဝမ်းကြောင်းမှုတွေကမှားယွင်းကုန်ရောဟုတ်ရဲ့လားဒါကြောင့်ကြီးပွားချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားချမ်းသာခြင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဘယ်ရောက်သွားပြီလဲဘယ်နှခုရှိသွားပြီ6ခုရှိသွားပြီနော်6ခုရှိသွားပြီဘာရှိရမှာလဲအသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ရမယ်အသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ရမယ်ဆိုတာကစောစောကပြောပြပါပြီလူတွေဆိုလို့ရှိရင်တင်းစင်လဲတောင်းစင်လဲချိန်စင်လဲတဲ့စာတဲ့ကတော့ရှေးတုန်းကစာဆိုတော့ရှေးလူရေးထားတာပေါ့လူငယ်တွေကနားမြန်းလဲပါမလားမသိဘူးဟင်တင်းစင်လဲတောင်းစင်လဲချိန်စင်လဲဆိုတော့ဘာပြောတာလဲဟင်အလေးခိုးတာတို့ဟုတ်လားချိန်ဝင်ခိုးတာတို့ကင်ထားပါတော့စကားတွေကဘေးရောက်ကုန်ပြီဟုတ်လားနော်အဲ့ဒါလိုမျိုးမှားမှားယွင်းယွင်းရှာဖွေခြင်းဖြင့်ခန္ဓာကိုယ်ကိုမပြုစုမလုပ်ကြွေးရဘူးလို့ဆိုလိုတာ